ကောက်ကနေချင်းမိုင်ကိုရထားနဲ့ရောက်လာပါပြီချင်းမိုင်ရဲ့ day 1လေးပေါ့နော်ရထားပေါ်မှာပဲ breakfast လေးစားမယ်ရထားပေါ်က breakfast ပေါ့နော်ဈေးကတော့နည်းနည်းကြီးတယ်ဒါကြောင့်အကုန်စားခဲ့တယ်ပေါ့နော်အကုန်တောက်ခဲ့တယ်အရသာတော့ပုံမှန်မှာပဲထူးခြားမှုမရှိဘူးဒါကြောင့်အကုန်တောက်ခဲ့ဈေးကြီးလို့ပါချင်းမိုင် train station လေးရောက်ပါပြီဟိုတယ်ကအခန်းမရသေးတော့ဆိုင်ကငါပြီးတော့မနက်စာလာစားပါတယ်ဒါလေးကတော့အရင် recommend ပေးပါနဲ့စွန်မွေရတာနော်ပါမုန်းကင်ပြီးနောက်တစ်နေရာတွားပါမယ်ထုံးစံတိုင်းချင်းမိုင်မှာအများဆုံးကတော့ coffee ဆိုင်ပေါ့နော်ဒီ coffee ဆိုင်လေးကိုတွားထိုင်ပါတယ် mask အရန်ကိုလာပါတယ်အထဲမှာလက်ပုံလည်းရတော့အရန်ကောင်း AC လေးနဲ့ထိုင်တော့လို့ရတယ်coffee လေးတစ်ခွက်လေးမှာပြီးတော့ cake လေးတစ်လုံးလေးနဲ့တပုံလေးရိုက်စားလေးပြော very very nice တပုံရရတယ်ရမ်းမိုက်ပါတယ် amazing ဖြစ်တဲ့နေရာလေးတစ်ခုလေးပြမယ်နော် amazing ဖြစ်တဲ့နေရာ wow is it amazing ထိုင်ခုလားဒါစီရနော်အကြိုက်ဆုံးနေရာလေးပေါ့နော်ဒီကတော့ comment ပေးပါတယ်လာကြည့်လို့ရပါတယ်ချင်းမှန်ရောက်ရင်ပြီး Thai massage ကတော့ must try ပေါ့နော်စီရနော်တော့ medium လေးရွေးလိုက်တာတော့မှမခံနိုင်ဘူးနှိပ်တာနှိပ်နေကြမဟုတ်ရင်တော့ light လေးပဲနှိပ်ကြပါနော်နောက်တစ်နေရာတော့တပယ်ကိတ်မှာခိုးစားလာကြွေးတာပါသူများတော့ဘတ်တရားပေးပြီးတော့တပုံလေးကြားတယ်ပေါ့နော်စီယနာတော့ကိုပါလာကိုပဲခိုးစားလေးဝယ်ပြီးတော့ကြွေးပြီးတပုံလေးမရရေးနေပေါ့ကြောက်ကလည်းကြောက်တပုံကလည်းရိုက်ချင်းအဲ့တော့ဒီရုပ်ကြီးဖြစ်လာကြောက်လို့ပေါ်နေတဲ့ရုပ်ကြီးပတာလေးပေါ့နောက်ဆုံးတင်တာကတော့ buffet seafood နဲ့ပဲဆုံးသက်ခဲ့ပါတယ် Thanks for watching